皆さんこんにちは、ゆめです。ဒီဗီဒီယိုမှာတော့ unfortunate ကစားဗီဒီယိုပုတ်တော်လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စကြမယ်။好きな文章を読んで質問に答えてください。おまばやさばကိုဖတ်ပြီးတော့မိကိုအဖြစ်ဖြစ်ပေးပါ။答えは1、2、3、4から一番いいものを一つ選んでください。အဖြစ်ရတော့တင်းတင်းတုံးလေးထဲကနေကောင်းဆုံးဖြစ်တဲ့အရာကိုတစ်ခုရွေးချယ်ပေးပါ။စာပိုက်လေးရေးစုပ်ဖတ်မယ်။近所に本屋ができた。アニナマサオサイサロビシトビピテ。表示などエニナマサオサイシラビ。そこは壁いっぱいに本棚があって、エリマソイネヤマアピサオセニアシビロ。真ん中にソファとテーブルがあり、レガマソイソファね、サボエリシビ。コーヒーも飲める。コーヒーレタルやれ。まるで喫茶店で本を読んでいるようだ。တကယ်ကိုလက်ဖေးဆိုင်မှာစာအုပ်ဖတ်နေရတယ်လို့မျိုးပဲ။まるでတကယ်ကို店を始めた中村さんはဆိုင်ကိုစတင်ခဲ့တဲ့中村ဆိုရင်自分の部屋にいるような本屋を作るのが夢だったそうだ。ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းထဲမှာရှိနေတဲ့လိုမျိုးစာအုပ်ဆိုင်ကိုဖွင့်ကြည့်ခဲ့တာကသူ့ရဲ့အိမ်မက်ဖြစ်ခဲ့တယ်တဲ့။ပြောချင်တာကတော့ဒီလိုမျိုးဆိုင်ကိုစိုက်တွေဖွင့်နေခဲ့တဲ့中村ဆိုရင်သူ့ရဲ့ကိုယ်ပိုင်အခန်းထဲမှာပေါ့နော်စာအုပ်ဆိုင်လေးရှိနေတဲ့လိုမျိုးပြောချင်တာသူ့ရဲ့အခန်းတစ်ခုလုံးမှာဆိုရင်စာအုပ်စင်တွေနဲ့ပဲပြည့်နေနေရပါတော့အဲ့လိုမျိုးစာအုပ်ဆိုင်လေးဖွင့်ကြည့်ခဲ့တာအဲ့ဒါကသူ့ရဲ့အိမ်မက်ဖြစ်ခဲ့တယ်တဲ့この近くにはいい本屋がなかったので、ဒီနားတစ်ဝိုင်းမှာဆိုရင်ကောင်းတဲ့စာအုပ်ဆိုင်မရှိခဲ့တာကြောင့်近所の人がその本屋に集まるようになった。အနီးနားလူတွေကဆိုရင်ဒီစာအုပ်ဆိုင်မှာပဲလာပြီးတော့စုဝေးကြပါတယ်တဲ့။မိကိုလေးဖတ်မယ်။中村さんはどうしてこの本屋を作りましたか？中村ဆိုရင်ဘာဖြစ်လို့ဒီစာအုပ်ဆိုင်ကိုဆောက်လုပ်ခဲ့တာလဲ။ဖွင့်နေခဲ့တာလေ1番自分の部屋にいるような本屋を作りたかったからကိုယ့်ရဲ့အခန်းထဲမှာရှိနေတဲ့လိုမျိုးစာအုပ်ဆိုင်လေးကိုသူဖွင့်ကြည့်ခဲ့တာကြောင့်တဲ့အဲ့တော့အဖြေမှန်က1番မှန်တယ်နော်နံပါတ်1ကမှန်တယ်2番ကျတော့喫茶店のような本屋を作りたかったからလက်ဖေးဆိုင်လိုမျိုးစာအုပ်ဆိုင်ကိုဖွင့်ကြည့်ခဲ့တာကြောင့်မဟုတ်ဘူးနော်3番周りにいい本屋がなかったからအနီးနားတစ်ဝိုင်းမှာစာအုပ်ဆိုင်မရှိခဲ့ကောင်းတဲ့စာအုပ်ဆိုင်မရှိခဲ့တာကြောင့်မှားတယ်နော်4番近所の人が集まる本屋を作りたかったからအနီးနားလူတွေစုဝေးကြမယ်စာအုပ်ဆိုင်လေးကိုဖွင့်ကြည့်ခဲ့တာကြောင့်ဆိုတော့လေမဟုတ်ဘူးဖြေမှန်က1番ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းထဲမှာရှိနေတဲ့လိုမျိုးစာအုပ်ဆိုင်အဲ့လိုမျိုးစာအုပ်ဆိုင်လေးကိုဖွင့်ကြည့်ခဲ့တာဒါကြောင့်မို့လို့ဒီစာအုပ်ဆိုင်ကိုဖွင့်ခဲ့တာအဖြေမှန်က1番ဒါဆိုရင်ဒီပုတ်လေးရမယ်လို့ထင်ပါတယ်はい次のビデオで会いましょう